လာပါရှင်ညီမနာမည်ကတော့သူစွာမှာရုံးမှာတော့သူစွာလို့ပဲခေါ်ကြပါလိမ့်ရှင်ညီမကတော့ True Money ကနေ suggest လုပ်ခဲ့တဲ့ Fintech Innovator Program ကနေစပြီးတော့ IT Support Intern Position ကို enjoy လုပ်ခဲ့ပါတယ်ရှင်ညီမဒီ intern ကိုစပြီးတော့မ join ခင်ရဆိုလို့ရှိရင်ညီမအနေနဲ့ကုတ်တီလေးလာတာဖြစ်တဲ့အတွက်အကြောင်းမှလုပ်ခဲ့တဲ့ project တွေကဒီ real world experience မှာတကယ်အသုံးဝင်လာရလားဆိုပြီးတော့executive တွေဖြစ်ခဲ့ရပေါ့နော်တကယ် nervous လည်းဖြစ်မှာကြောက်ခဲ့ရပေါ့တကယ် join တဲ့အခါမှာ team ရဲ့အကုန်အမတွေကလည်း support လုပ်ပေးခဲ့တယ်ညီမအနေနဲ့လည်းဒီလေ့လာခဲ့ရတာတွေကတကယ် project တွေမှာ affect ဖြစ်တဲ့အတွက် enjoy ဖြစ်ခဲ့ပါတယ်ရှင်ညီမအနေနဲ့ challenge ဖြစ်ဆုံးရာညီမက introvert ဖြစ်တဲ့အတွက်ဒီလူတွေနဲ့စကားပြောရတာနေကြောက်တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့အတွက်ဒီ communication မကောင်းပါလေလည်းစိတ်ပူခဲ့တယ်ဟုတ်အဲ့လိုပါပဲရှင်Big Learning ကဆိုလို့ရှိရင်ဒီ True Money မှာဆိုလို့ရှိရင်ဒီ technical ဘိုင်းနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်လေ့လာခဲ့ရပါတယ်ရှင်True Money မှာလောက်ရတာညီမအနေနဲ့ဆိုလို့ရှိရင်တော့ Fintech industry မှာပထမဆုံး join ခဲ့ရတဲ့အတွက်တင်းရအကူမတွေကလည်းဖော်ရတဲ့အတွက်ပြောခဲ့ပါတယ်ရှင်ညီမ technical skill အနေနဲ့ရော communication skill အနေနဲ့ရောညီမအတွက်ပိုကောင်းလာတဲ့အတွက်ဒါတွေကညီမရဲ့ developer career path မှာဘယ်လိုပဲဖြစ်တဲ့ foundation တစ်ခုဖြစ်ခဲ့ပါတယ်ညီမရဲ့ဒီ intern အနေနဲ့တင်းရအကူမတွေကတော့ bestie လေးတွေပါ We are too many. Yeah.